ဒီနေ့ဗီဒီယိုမှာတော့ John Wick ကိုဂတင်ပေါ်မှာအမောက်တိတ်သွားတဲ့ short ရေးနှစ်ပွေအကြောင်းကိုပြောပြပေးသွားပါမယ်။ ဗီဒီယိုလေးမစခင် channel လေးကို like and subscribe လေးလုပ်ထားပေးကြပါဦး။ ဒလန်အစမှာ Evan နဲ့သူ့မိမ Kira မနက်စောကြီးမှာချစ်ချီနူတီတီတူနေတာကိုတွေးကြမှာပါ။ဒါပေမဲ့မကြလိုက်ပါဘူး။သူတို့ရဲ့သမီးလေးနှစ်ယောက်ကဖခင်အဖြစ်သူအတွက်အဖေများနဲ့ကိတ်မိုးလက်ဆောင်ကိုယူလာပြီးဝင်လာတာကြောင့်သူတို့နှစ်ယောက်ကလှုပ်လက်စားကိစ္စတွေအတွက်အနှောက်အယှက်ဖြစ်ကုန်ရတယ်။ကလေးနှစ်ယောက်ကကိတ်မိုးအပြင်လက်ဆောင်မှယူလာတာကြောင့် Evan ကဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကလေးတွေကိုယ်တိုင်လှုပ်ထားတဲ့နိုင်လေးကိုတွေးလိုက်ရတယ်။သူကကလေးတွေရှေ့မှာအရန်စိတ်လှုပ်ရှားပြီးကလေးတွေကိုကျေးဇူးတင်လိုက်ပါတယ်။ Evan ကကလေးတွေနဲ့အတူတူပျော်ပျော်ရွှင်ရွှင်ကိတ်မို့ခွဲဆော့ကစားပြီးပျော်ခဲ့ကြတယ်။သူတို့မိသားစုကနေ့လည်ခင်းမှာထမင်းဆိုင်အဖေများနေကိုဂုဏ်ပြုခဲ့ကြပါသေးတယ်။အခုထပ်ပြီးတွေ့ရမှာက Kiran ရဲ့လက်ထောက် Louis ပါ။ Kiran ကအမှုပညာရှင်တဦးဖြစ်ပြီးအမှုပညာလုပ်တွေကိုအိမ်မှာပဲလုပ်ကင်သူပါ။သူမကအခုဒီသူ့ရဲ့အမှုပညာတွေကိုပကြီးပြကန်းတစ်ခုမှပြသဖို့ရှိနေတဲ့အတွက် Louis ကသူ့ရဲ့ပကြီးကားတွေကိုပကြီးပြကန်းကိုအချိန်မီရွှေ့ပေးဖို့အတွက်ရောက်လာတာပါ။ထမင်းစားပွဲမှာသူတို့မိသားစုကကန်းကြီးကိုမိသားစုလိုက်ခီးထွက်ဖို့အစီအစဉ်ဆွဲကြပေမဲ့ Evan ကတော့သူ့ယုံကရလာတဲ့အလုပ်တွေအများကြီးကြံနေတာကြောင့်မလိုက်နိုင်ခဲ့ပါဘူး။ပြီးတော့ Evan ကပခုံးတိုင်ရလဲရတဲ့အတွက် Kiran ကပဲကလေးတွေနဲ့အတူတူ Evan မပါပဲထွက်သွားခဲ့ပါတယ်။အဲ့ညမှာ Evan ကအိမ်မှာတယောက်တည်းကြံခဲ့ပြီးအလုပ်လုပ်နေခဲ့တယ်။သူကဘီသူကပညာရှင်တဦးဖြစ်ပြီး project တစ်ခုလုပ်နေတာလာနေငယ်ကြာနေပါပြီ။အဲ့ချိန်မှာ Kiran စီကဖုန်းဆက်လာပြီးနိုင်နေငယ်ကြာဖုန်းပြောလိုက်ပါသေးတယ်။ဖုန်းချပြီးတဲ့နောက် Evan ကအလုပ်ဆက်လုပ်နေတော့တကားခောက်တန်ကြတဲ့အတွက်ထားကြည့်လိုက်ပါတယ်။တကားဝမှာတော့ဆွဲဆောင်မှုရှိပြီးရွှဲဆိုနေတဲ့ကောင်မလေးနှစ်ယောက်ကိုတွေ့ခဲ့ကြတယ်။အဲ့ကောင်မလေးတွေကသူတို့ကိုသူတို့မိတ်ဆက်ကြပြီးပါတီသွားရင်လမ်းမြောက်သွားတာဖြစ်တယ်လို့ပြောကြပါတယ်။အခုကမိုးတွေလည်းရွာလာပြီးမိုးလို့ဖုန်းဆက်မရတော့ပဲဒုက္ခရောက်နေကြတာပါ။ Evan ကလည်းလူကောင်းတစ်ယောက်ဖြစ်ကြောင်းဖော်ပြဖို့ကောင်မလေးတွေကိုအိမ်ထဲဝင်ပြုပြီးဆက်သွယ်နိုင်ဖို့အတွက်သူ့အိမ်ဘက်ကိုလည်းထုတ်ပေးလိုက်ပါတယ်။ရင်းနဲ့ဆိုတဲ့ကောင်မလေးကသူ့တငယ်ချင်းနဲ့ဆက်သွယ်ဖို့ကြိုးစားရင်သူတို့ကိုဝင်ပြုတဲ့အတွက်ကျေးဇူးပါလို့ပြောခဲ့ပါတယ်။ဂျင်းနက်ကသူ့တငယ်ချင်းဘဲကိုပါတီလိပ်စာကတော်တော်ဝေးတာကြောင့်တက်စီနဲ့တွားရမှာလို့ပြောပြီးတက်စီငှားလိုက်ပါတယ်။ဒါပေမဲ့ Evan တို့အိမ်ကိုတက်စီရောက်လာဖို့က45မိနစ်လောက်ကြာမှဆိုတော့ကောင်မလေးတွေက Evan စီက dryer ငှားခဲ့ပါတယ်။သူတို့တွေရဲ့အဝတ်စားနဲ့သပင်တွေကိုချောင်းအောင်လုပ်ကြမလို့ပါ။ဒါနဲ့ Evan ကအဝတ်တွေကိုအချောက်ခံဖို့လုပ်ပေးလို့ coffee bar ဖြော်ပေးပြီးအားလုံးအတူတူစကားပြောခဲ့ကြတယ်။ Genius က Evan ကိုအိမ်အောင်ရှိမရှိမေးကြည့်လိုက်တော့သူ့ဇနီးနဲ့သမီးတွေကကန်းချီခီးထွက်နေကြတယ်လို့ပြန်ဖြေလိုက်ပါတယ်။အဖေများနေမှာတယောက်တည်းအထီးကျန်နေရတဲ့ Evan ကိုကောင်မလေးတွေကနှစ်သိမ့်ပေးတဲ့အနေနဲ့ပွေးဖက်လိုက်ကြတယ်။ဘာမှမဟုတ်ပင်နဲ့ Genius ကသူ့လက်မောင်းကိုထိလိုက်တဲ့အခါမှာတော့မတတ်မသားခံစားလိုက်ရပါတယ်။ရုပ်တရက်ကြီးကောင်မလေးတွေကသူတို့နှစ်ယောက်ရဲ့လိမ်မှုဘဝအကြောင်းကိုပြောပြလာပြီး Evan ကိုလည်းသူ့မိမအကြောင်းမေးလာကြပါတယ်။ Evan ကသူ့မိမဟာနုပညာသမားလို့ပြောပြီးသူ့မိမရဲ့ကတ်တလောက်ကိုတောင်ပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာ Genius က Evan စီကိုနီးကပ်လာပြီးသူ့မိမကအရန်ကောင်းနဲ့မိမဖြစ်ကြောင်းပြောလာပါတယ်။ Evan ကလည်းစိတ်မသက်သာဖြစ်လာတဲ့ခဝေးဝေးမှာထိုင်လိုက်ပြီးဖုန်းကိုစစ်ကြည့်လိုက်တော့တက်စီကရောက်ဖို့မိနစ်20လောက်ကြာအောင်မဲ့လို့ပြထားတာကိုတွေ့လိုက်ရတယ်။ Genius က Evan ကိုအိမ်အောင်ကြပြီးမှတခြားမိန်းမတွေနဲ့ဇယားတွေရှိဘူးလားလို့မေးတော့ Evan က no လို့ဖြေလိုက်ပါတယ်။ဘဲကသူမသာဆိုရင်လက်ထပ်ပြီးသွားလဲသူမခင်မုန်းကိုတခြားမိန်းမတွေနဲ့အိတ်ခွင့်ပေးမယ်ဘာလို့လဲဆိုတော့ယောက်ျားဖြစ်သူကသူမကိုဘယ်တော့မှပြစ်သွားမှာမဟုတ်ဘူးဆိုတာကိုပြောပြလာတဲ့အတွက် Evan ကလည်းအံ့အားသင့်ပြီးရီမောလိုက်ပါတယ်။အဲ့ဒီအချိန်မှာနှစ်ယောက်လုံးကရုတ်တရက်ကြီးသူ့ကိုမြှူဆွဲစားပြုတ်လာတဲ့အတွက်လန်သွားရတယ်။ဖုန်းကိုကြည့်လိုက်တော့တက်စီက9မိနစ်တွင်ရောက်မယ်ဆိုတာကိုပြထားပါတယ်။ Genius ကရေချိုခန်းသုံးလို့ရမလားမေးတော့ Evan ကသူ့ကိုလမ်းပြပေးလိုက်ပါတယ်။ပြီးတော့သူကတချင်းဖွင့်ဖို့ရွေးနေတော့ဘယ်လာကဆွဲဆောင်မှုပြည့်နဲ့ကားခုံမာတော့တယ်။သူမက Evan ကိုပါအတင်ဆွဲပြီးပုတ်တက်ကားခုံနေတော့ Evan ဘာလို့ရမှန်းမသိဖြစ်ပြီးသူတို့နှစ်ယောက်နန်းလို့နီးပါဖြစ်နေတဲ့အချိန်မှာဖုန်းမိလာတာကြောင့် Evan ကတက်စီရောက်ပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။ Evan ကသူတို့ဝစ်စားတွေကိုအချောက်ခံစားတဲ့ကထုတ်ပေးပြီးတက်စီစောင့်နေတာကိုမြင်တော့ကောင်မလေးတွေကိုတွားခေါ်ပါတယ်။ရေချိုကအပြင်ကနေခေါ်တာထွက်မလာလို့ဝင်သွားလိုက်တော့နှစ်ယောက်သားကအဝတ်စားမပါပဲသူ့ကိုမြှူဆွဲကြပါတယ်။ Evan ကသူကအိမ်အောင်တယ်ဖြစ်နေပြီလို့ပြောပြီးမလုံနိုင်ဘူးလို့ပြောနေပေမဲ့ကောင်မလေးတွေကစကားနားမထောင်တော့ Evan ကသူ့ကိုသူထိန်းနိုင်ဖို့စူးစမ်းပေမဲ့လည်းမရလိုက်ပါဘူး။တက်စီဒရိုင်ဘာကလည်းမစောင့်နိုင်လို့ပြန်သွားခဲ့တဲ့အတွက် Evan ဟာနှစ်ယောက်လုံးနဲ့အိမ်မိသွားခဲ့ပါတယ်။မနက်သူအိပ်ရထားလာတော့ရေချိုးကန်းထဲမှာအဝတ်တွေမတွေ့တော့တဲ့အတွက်ကောင်မလေးတွေကအိမ်ကထွက်သွားပြီလို့ထင်လိုက်ပေမဲ့သူတို့ကိုမိဖို့ကြောင့်ထဲမှာတွေးလိုက်ရပြီးအကုန်ရှုပ်ပွားနေတာကိုတွေးတော့သူဒေါသထွက်သွားခဲ့ပါတယ်။သူကကောင်မလေးတွေကိုထွက်သွားခိုင်းပေမဲ့မိန်းကလေးတွေကရီမောပြီးသူ့စကားကိုနားမထောင်တော့ပါဘူး။အဲ့ချိန်မှာ Evan ကသူ့မိမစီကနေဖုန်းလာပြီးအပြင်ထွက်ပြီးဖုန်းကိုပြန်ဖြေခဲ့ပါတယ်။သူအကုန်အဆင်ပြေအောင်စူးစမ်းပြီးလုပ်ခဲ့ပေမဲ့ကောင်မလေးတွေကအိမ်ထဲကနေထူးဆန်းတဲ့စူညံတန်တွေလှုပ်လာကြပါတယ်။ Evan ရဲ့စိတ်ထဲမှာလှမ်းပြီးစကားကိုအမြန်ဆုံးသက်လိုက်ပါတယ်။သူ့ရဲ့တီးခတ်နိုင်စွမ်းကကုံသွားပြီဖြစ်တဲ့အတွက်ကောင်မလေးတွေကိုသူ့အိမ်ထဲကနေထွက်သွားဖို့ပြောလိုက်ပြီးကောင်မလေးတွေကိုအဝတ်စားယူဖို့တွန်းထုတ်လိုက်ပါတယ်။ခဏကြာသူသွားပြန်စစ်ဆေးလိုက်တော့ဂျင်းနက်ကအဝတ်စားတွေကိုပြီးရှိနေပေမဲ့ဘဲကတော့မရှိတော့ပါဘူး။ဒါနဲ့ဘဲကိုလိုက်ရှာတော့သူ့ဗီဒီယိုတွေကိုရောက်နေတာကိုတွေ့လိုက်ရပြီးသူမကသူ့ကိုသွေးဆောင်ဖို့ကြိုးစားပြန်ပါတယ်။သူမမထွက်သွားခင် Evan ကိုလိုချင်တယ်လို့ပြောပေမဲ့အခုတော့ Evan ကအတိစိတ်ကတ်နေပြီဖြစ်တဲ့အတွက်လှဲခွက်ထဲကိုမကျသွားခဲ့ပါဘူး။ဒါကြောင့်သူတို့ကို3မိနစ်အတွင်းမှာထွက်သွားဖို့ပြောပေမဲ့သူတို့က Evan မိမရဲ့အမှုပညာလက်ရာတွေကိုဖျက်ဆီးပစ်နေခဲ့ပါတယ်။ဒါနဲ့ Evan ကသူ့အိမ်ကမထွက်သွားရင်ရဲတွေခေါ်မယ်လို့ပြောလိုက်ပါတယ်။သူ့ချိန်ကြောင်တောင်ကိုကြတော့ဘဲနဲ့ဂျင်းနက်ကရီပြီးနှစ်ယောက်လုံးကအသက်မပြေသေးတဲ့ကောင်မလေးတွေဖြစ်ကြောင်းရဲကိုခေါ်လိုက်ရင် Evan ကဒါအေးဆေးဆေးလိုက်သွားရမယ့်သူဖြစ်တယ်လို့ပြောလိုက်ပါတယ်
အီဗန်ကဒါကိုကြားတော့တုံလုံးချောက်ချောက်သွားပြီးမင်းညကသူတို့ပြောခဲ့တာတွေကအလိညာပဲဆိုတာကိုသိလိုက်ပါတော့တယ်အီဗန်ကသူတို့ကိုပတ်စံပေးဖို့ကြိုးစားပေမဲ့သူတို့ကပြစ်တက်စာမဟုတ်ဘူးလို့ဒေါသတကြီးပြန်ပြောလိုက်ပါတယ်အဲ့ချိန်မှာကီရန်ရဲ့တငယ်ချင်းကအိမ်ကိုရောက်လာတော့အီဗန်ကစိုးရိမ်ထိတ်လန့်သွားပြီးအိမ်ထဲကနေခေါ်ထုတ်ဖို့ကြိုးစားပေမဲ့ဂျီနက်ကထွက်လာပြီးသူ့ရဲ့ချစ်သူကောင်မလေးလိုဟန်ဆောင်ခဲ့ပါတယ်ကီရန်ရဲ့တငယ်ချင်းကဒါကိုမြင်တော့စိတ်ပြတ်စွာချစ်ချင်းပဲထွက်သွားခဲ့ပါတယ်အီဗန်ကအိမ်ထဲပြန်ဝင်ပြီးကောင်မလေးကိုအတင်းအပြင်ထွက်ခိုင်းပေမဲ့ကောင်မလေးတွေကသူ့ကိုလှောင်ပြောင်နေသေးပါအီဗန်ကရဲကိုဖုံးဆက်မယ်ပြောပြီးရဲကိုတကယ်ခေါ်ဖို့တေချာနေတော့မှသူတို့ကလည်းကြောက်ပြီးအိမ်ပြန်ကြဖို့သဘောတူကြပါတယ်အီဗန်ကသူ့ကားနဲ့ကိုယ်တိုင်လိုက်ဖို့ပေးခဲ့တာပဲဖြစ်ပါတယ်ပြီးတော့သူကအိမ်ကိုပြန်လာပြီးရှုပ်ပွားသွားသမျှကိုပြန်ရှင်းခဲ့ရတယ်ညဘက်မှာအီဗန်အလုံးလုံးနေတော့ဓာတ်ပုံမောင်ပြုတ်ကျသွားတဲ့အတွက်ပြန်တင်ပေးဖို့ကောက်လိုက်ပေမဲ့ဂျီနက်ကအနောက်ကနေသူ့ကိုရိုက်ချပစ်လိုက်ပါတယ်သူကလန်လို့တဲ့အခါအိယာပေါ်မှာကျိုးတုပ်ချီနှောင်ခံထားရပြီးလှုပ်ပေးဖို့ပြောပေမဲ့ဂျီနက်ကလုံးဝစကားနားမထောင်တော့ပါဘူးအဲ့ဒီချိန်မှာဘယ်လီကအီဗန်ရဲ့သမီးလေးဝတ်တဲ့ကျောင်းယူနီဖောင်းကိုဝတ်ခဲ့ပြီးအီဗန်ကိုဒယ်လီလို့ခေါ်ခဲ့ပါတယ်အမျိုးသမီးနှစ်ယောက်ကအဝတ်တွေကိုချွတ်ပစ်ကြပြီးအတင်းမြှူဆွဲကြပြန်ပါတယ်အဲ့ဒီချိန်မှာဇနီးတဲ့စီကဖုံးဝင်လာတော့အီဗန်ကလှုပ်ထားသမျှအကုန်ပေါ်သွားမှဆိုလို့သူတို့ပြောသမျှကိုလိုက်လို့ဖို့သဘောတူလိုက်ရပါတယ်ဒီလိုနဲ့အီဗန်နဲ့ဘဲကချစ်တင်းညောခဲ့ကြပြီးဂျီနက်ကအဲ့ဒါတွေကိုဖုန်းနဲ့မှတ်တမ်းတင်နေခဲ့ပါတယ်ဂျီနက်ကမုတ်စားဖို့အပြင်ထွက်သွားတော့အီဗန်ကခွန်အားရှိသမျှကိုအသုံးပြုပြီးသူ့ကိုယ်သူလွတ်မြောက်စေဖို့ဘဲကိုတိုက်ခိုက်ခဲ့ပါတယ်အပြင်ထွက်သွားတော့ဂျီနက်နဲ့တိုက်ခိုက်ကြပြီးဂျီနက်ကခင်းနဲ့ထိုးချလိုက်တဲ့အတွက်အီဗန်ကနာကျင်စွာအော်ဟစ်ခဲ့ရပါတယ်။အော်နိုးလာတဲ့အချိန်မှာတော့ပါဇက်ထဲမှာအဝတ်နဲ့ဆိုထားပြီးကလပ်ထိုင်မှာကျိုးနဲ့ချီတာကိုခံထားရပါတယ်။ဘဲနဲ့ဂျီနက်တို့ကဂိမ်းတစ်ခုကိုစော့ကြပြီးအီဗန်ကသူတို့မေကုန်းကိုမဖြေတဲ့အခါတိုင်းအီဗန်ရဲ့နားကိုကပ်ပြီးအတန်ကျဲကြီးအော်ကြရမှာပါ။အဲ့ချိန်မှာလူးဝက်စ်ကကီရန်ရဲ့ပကြီးကားကိုယူဖို့အိမ်ကိုရောက်လာခဲ့ပါတယ်။ဂျီနက်နဲ့ဘဲတို့ကသူတို့နှစ်ယောက်ကအီဗန်ရဲ့တူမတွေဖြစ်ကြောင်းပြောပြီးပကြီးကားကိုစစ်ဆေးဖို့တွားကြပါတယ်။အမှုပညာလက်ရာကဖြက်စီးခံရတာကိုတွေးလိုက်တဲ့အခါလူးဝက်နဲ့အခြေတင်ဖြစ်ခဲ့ကြပြီးရဲကိုခေါ်ဖို့အထိပါဖြစ်ကြပါတယ်။ကသူ့ကိုတွေးဆောင်ဖျားယောင်းဖို့ကြိုးစားပေမဲ့သူကအီဗန်လိုလွယ်လွယ်နဲ့စိတ်မပါတဲ့အတွက်မိန်းကလေးတွေကိုအော်ငေါ့ပစ်ပါတယ်။အခန်းထဲကဆူဆူညံ့ညံ့အတန်ကိုကြားလိုက်ရတော့လူးဝက်လာကြည့်တဲ့အခါအီဗန်ကိုတွေးတော့အတွက်အမြန်သွားဖြည့်ပေးလိုက်ပါတယ်။ကလေးတွေကအမှုပညာလက်ရာကိုဖြက်စီးဖို့လုပ်နေကြပါပြီ။လူးဝက်စ်ကပန်းနာရင်ကျဲယောဂထလာလို့ရှူစေးဘူးကိုရှူဖို့လုပ်လိုက်တော့လေကောင်မလေးတွေကသူ့ရှူစေးဘူးကိုယူပြီးစောနေကြပါတယ်။လူတွေကရှူစေးလိုက်ဖိုင်ရင်ချော်လဲရကနေခေါင်းဆောင်မိပြီးတည်သွားခဲ့ပါတယ်။ကောင်မလေးတွေကစက်တိုက်ရီမောနေကြပြီးအီဗန်ကလူနာတင်ကားခေါ်ခိုင်းပေမဲ့သူတို့ကနောက်ကျနေပြီလို့ပဲပြောကြပါတယ်။ကောင်မလေးတွေကသူတို့အပြစ်လွတ်ဖို့လူဝစ်ဖုန်းထဲကနေအီဗန်ရဲ့ဖုန်းစီစာတိုတွေဖလှယ်ပြီးအီဗန်နဲ့လူဝစ်ကြားမှာရန်ဖြစ်တဲ့ပုံပေါ်အောင်အီဗန်ကလူဝစ်ကိုတက်တဲ့အောင်ထင်ရအောင်လုပ်ကြပါတယ်။သူတို့ကလူဝစ်ရဲ့အလောင်းကိုဗန်ကားထဲကိုထည့်လိုက်ကြပြီးအီဗန်စီကိုပြန်လာကြတယ်။အီဗန်ကဘာကြောင့်သူ့ကိုဒီလိုလုပ်တာလဲမေးတဲ့အခါအီဗန်ကသူ့မိမဖောက်ပြန်တာဟုတ်မဟုတ်စမ်းသပ်တာလို့ပြန်ဖြေကြပါတယ်။သူတို့တွေကတကယ်ကိုစိုက်ကိုပတ်တွေပါ။အီဗန်ကသူ့မိမကိုဖောက်ပြန်လိုက်တဲ့အတွက်အသက်ရှင်ဖို့မထိုက်တန်ဘူးလို့သူတို့ထင်ပြီးတက်ဖြတ်ဖို့အတွက်ပြင်ဆင်ကြပါတယ်။သူတို့နှစ်ယောက်ကအာယုံတက်ရင်အီဗန်ကိုတက်ပစ်မယ်လို့ပြောပြီးတွင်းတွေပါတူးနေကြပါတယ်သူတို့တွေကအလုံများနေတော့အီဗန်ကသူ့အိမ်ဘက်ကိုခြေထောက်နဲ့လှမ်းယူပြီးကီရန်ကိုခေါ်ဖို့အတန်စနဲ့အတုံးလိုက်ပါတယ်အိမ်ဘက်ကကီရန်ကိုခေါ်လိုက်ပေမဲ့ဘဲနဲ့ဂျန်နက်တို့ကပြန်အောင်လာပြီးအိမ်ဘက်ကိုလွှင့်ပစ်လိုက်ပါတယ်ကောင်မလေးတွေကအီဗန်နဲ့သူ့သမီးတွေစောကြသလိုမွန်စတာအတန်မျိုးလုပ်ပြီးသူ့ကိုအနှောက်ယှက်ပေးကြတော့သူကဒါကိုဘလို့တိလဲလို့မေးတဲ့အခါသူတို့ကလှောင်ပြောင်ကြပြန်ပါတယ်ဒီလိုနဲ့ကောင်မလေးတွေကသူ့မိသားစုကိုအကြာကြီးစောင့်ကြည့်နေကြတာကိုတည်သွားပြီးကောင်မလေးတွေကသူ့အိမ်ကိုအကြီးအကျယ်ဖျက်ဆီးကြပါတော့တယ်သူတို့ရဲ့လုပ်ရက်တွေကယူကြောင်ကြောင်နိုင်လုံးပြီးကြောက်စရာလဲကောင်းပါတယ်သူတို့တွေကအရေးပေါ်လိုရင်3ယောက်အီဗန်ဖွက်ထားတဲ့တနက်တက်လက်ကိုရှာတွေ့သွားကြပြီး30စက္ကန့်တွင်တူတူပုံနှံကစားကြမယ်အိမ်မင်ထွက်ရင်တော့အီဗန်ကိုတက်ပစ်မယ်လို့ပါချိန်ချောက်လိုက်ပါတယ်တကယ်လို့မနက်လေးနဲ့အထိပုံနိုင်ရင်သူ့ကိုလှုပ်ပေးမယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့အီဗန်ကပုံပြီးသူတို့နှစ်ယောက်ကရှာကြပါတယ်အီဗန်လွတ်ခန်ဒီမှာပြန်ရှာတွေ့သွားတဲ့အတွက်အော်ဟစ်ပြီးအကူအညီတောင်းခဲ့ပါတယ်သူ့ကိုကူညီမဲ့သူဘယ်သူမှမရှိဘူးလို့ဂျင်းနက်ကပြောပြီးနေတော့လာတဲ့အချိန်မှာတော့သူတို့ကအီဗန်ကိုတွင်းထဲကိုပြစ်ချထားပြီးမြေမျိုးပစ်ပါတယ်နောက်ဆုံးအီဗန်ကိုခေါင်းကိုပဲဖော်ထားပြီးကြောက်တုံးနဲ့ပြစ်မရောင်ဟန်ဆောင်ရင်းနဲ့နှိမ့်ဆက်ဟင်းမှန်းကြပါတယ်အီဗန်ကထပ်တောင်းမှတော့သူတို့ကအီဗန်ကိုစားနောက်ဖို့ပဲရည်ရွယ်ထားတာဖြစ်ပြီးတကယ်မတက်ဘူးလို့ပြောလိုက်ပါတယ်သူတို့တွေကအသက်မပြေသေးတဲ့ကလေးတွေလည်းမဟုတ်သလိုအိမ်အောင်တဲ့ယောက်ျားတွေနဲ့အိပ်ပြီးအိမ်အောင်ရေးပြိုကွဲစေခြင်းကြတဲ့သူတွေပါသူတို့ကအီဗန်ရဲ့အိယာဘောကဗီဒီယိုကိုပျော်စရာအဖေများနေပါဆိုတဲ့စာသားနဲ့အီဗန်ရဲ့ Facebook အကောင့်မှာတင်ပစ်လိုက်ပါတယ်ပြီးတော့ဖုန်းကိုသူ့ရှေ့မှာချထားခဲ့ပြီးနောက်ထပ်သားကောင်ကိုတွားချကြပါပြီအီဗန်မိသားစုပြန်အောင်လာတဲ့အခါအိမ်ရဲ့အခြေအနေကိုမြင်ပြီးထိတ်လန့်သွားကြရပါတယ်အီဗန်ကလည်းခက်ခဲလက်ကိုဆွဲထုတ်ပြီးဗီဒီယိုကိုဖျက်ဖို့လုပ်လိုက်ပေမဲ့လိုက်လုံးသွားမိတဲ့အနေအထားနဲ့ပဲဇလန်လေးလည်းပြီးဆုံးသွားခဲ့ပါတယ်မိတ်ဆွေတို့လည်းနှိမ့်ဆက်တာခံရင်မိမကိုကမ်းခြေလွှတ်လိုက်ပါအစိုးအထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် channel လေးကို like and subscribe လေးလုပ်သွားပေးကြပါဦး